အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နေကြီးပဲဖြစ်ပါတယ်ဘရိုတွေအားလုံးစောင့်မျှော်နေကြတဲ့ကျွန်တော်ဒီနေ့ပြန်လာပါပြီကျွန်တော်ပျောက်သွားတဲ့3လအတွင်းမှာကျွန်တော်ဘာတွေလုပ်နေလဲ UI တော်များလည်းသိချင်နေကြမှာပေါ့နော်ဘာမှတော့အထူးဆန်းမလုပ်နေပါဘူးကျွန်တော် PUBG ဆိုရဲ PUBG တော့စော့နေရပါတော့ဟုတ်ပါတယ် PUBG စော့နေတဲ့အချိန်မှာကျွန်တော်တခုစဉ်းစားမိတာကျွန်တော်ပျောက်သွားလဲကြာပြီပြီးတော့ viewer တွေတချို့ကလည်းကျွန်တော် Broniki ဘာလို့ video မတင်သေးရလဲ Broniki video မတင်တော့ဘူးလား Broniki channel မှာဘာလို့ video မတင်တာလဲဒါမျိုးမှန်းကြရပါတော့ Okay ဆိုတော့ဒီနေ့မှာဒါကျွန်တော် video ပြန်တင်ပြီးတော့မှဖြစ်ပါတယ်ပြီးတော့ bro ကိုအကြာကြီးထားသွားတဲ့အတွက်လည်းကျွန်တော်တောင်းပန်ပါတယ် Okay ဆိုတော့ကျွန်တော်ဘာလို့အဲ့လိုအကြာကြီးပျောက်သွားလဲအကြောင်းပြချက်ကတော့ဘာမှတော့အထွေထူးမရှိပါဘူးဒါပေမဲ့ကျွန်တော် depression တွေဝင်နေအဲ့လိုစိတ်ညစ်စရာနေပါရှိလို့ကျွန်တော်စိတ်ဖြေတဲ့အနေနဲ့ကျွန်တော် game တစ်ခုကိုနည်းနည်းနဲ့သဆော့နေရပါတော့အဲ့ game ကတော့တနေရာထဲမှာ game ပေါင်း900ကျော်Okay ပြန်ပြောမယ်ဟုတ်ပါတယ်ကျွန်တော် PUBG သွားဆော့နေတာဖြစ်ပါတယ် PUBG သွားဆော့နေတဲ့အချိန်မှာကျွန်တော်အချိန်တွေရမ်းကုန်သွားတယ်ဗောနော်အချိန်တွေကုန်သွားပြီးတော့ကျွန်တော်တီးလိုက်တဲ့တခုကတော့ဒီလိုလုပ်နေလို့တော့မဖြစ်တော့ဘူးဆိုတော့ဗီဒီယိုတွေပြန်လုပ်မယ်အဲ့လိုဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်ပြန်လာတာဖြစ်ပါတယ် Okay